မင်္ဂလာပါဓမ္မပိုင် modern view မှာကြိုးဆိုပါတယ် BBN အသုံးပြုပြီးကြည့်ရှုခြင်းဖြင့်ဒီ channel ကိုများစွာကူညီထောက်ပံ့ပေးနိုင်ပါတယ် ဟုတ်ကဲ့မင်္ဂလာပါရှင် ပထမဆုံးအနေနဲ့လူတယောက်ရဲ့ဖုန်းထဲက contact list ကိုတစ်ချက်လောက်စဉ်းစားကြည့်ဖို့ပြောချင်တယ် ဘာများထူးခြားလို့လဲရှင် ဒီလိုဗျအဲ့ဒီထက်ကနေအမြဲတမ်းစာပို့ဖြစ်တဲ့ဒါမှမဟုတ်နေ့စဉ်လိုစကားပြောဖြစ်တဲ့လူ9ယောက်လောက်ကိုရွေးကြည့်လိုက်ပါဗျာအဲ့ဒီလူ9ယောက်ဟာကိုယ့်ရဲ့အနာဂတ်ဘဏ်အကောင့်ချင်းတွေတော့စိတ်ချမာရေးနဲ့ဘဝအောင်မြင်မှုတစ်ခုလုံးကိုအဆုံးဖြတ်ပေးနေတယ်လို့ပြောရင်ယုံနိုင်မလားဗျ တကယ်တော့ဒါကခေတ်သစ်စိတ်ပညာရှင်တွေနဲ့အောင်မြင်ယူနည်းပြတွေအမေးပြောနေကြစကားတခုဖြစ်နေပြီလေလူတယောက်ဟာသူအချိန်များဆုံးကုံဆုံးပြီးပေါင်းတင်နေတဲ့လူ9ယောက်ရဲ့ပြင်းပြရက်လက်ပါပဲဆိုတဲ့သဘောတရားပေါ့ ဟုတ်တယ်ဗျ ကိုပီနာမှာအောင်မြင်ခြင်းစိတ်ရှိသူတွေကြီးပဲဝိုင်းရံနေရင်ကိုလည်းအလိုလိုစူးစမ်းခြင်းစိတ်ဒီကူးဆက်လာမယ်ရှင် ဟုတ်ကဲ့လေစင်ဂျမန်လည်းနဲ့အစိုးမြင်တတ်သူတွေချီးပဲဆိုရင်လည်းကိုပါလိုက်ပြီးအစိုးမြင်လာမှာပဲပေါ့နော် မှန်ပါတယ်ရှင်ဒါပေမဲ့ဒီနေ့ကျမတို့လဲလာမယ့်အရင်းမြစ်စာတမ်းတွေအရာဆိုရင်ဒီသဘောတရားကဒီနေ့ခေတ်မှာအသက်ဆန်းပေါ်လာတဲ့အရာမဟုတ်ဘူးဆိုတာတွေ့ရမယ် ဟာတကယ်ကြီးလား ဟုတ်တယ်ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ဟာရာကြော်ကလေးကတိတိကျကျတတ်မှတ်ဟောကြားခဲ့တဲ့သဘောတရားတစ်ခုဖြစ်နေတာပါ ကဲဒါကိုတည်တည်ကြကြရှင်းကြည့်အောင်ဗျဒီနေ့ဆွေးနွေးမယ့်အဓိကအကြောင်းအရာကတော့မင်္ဂလာတုတ်ထဲကဒုတိယမြောက်မင်္ဂလာတရားဖြစ်တဲ့ပဏိတာနံဇတ်တေဝနာဆိုတဲ့ပညာရှိတို့နဲ့ပေါင်းတင်ဆက်ဆံခြင်းအကြောင်းပဲဖြစ်ပါတယ် ဟုတ်ကဲ့ ပုံမှန်အဖြစ်မင်္ဂလာဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့လူတွေကနေမိကောင်းတယ်ကံကောင်းခြင်းတွေလိုပဲပြင်းပြတတ်ကြတယ်လေ ရှေးခေတ်အိန္ဒိယလူ့ဘွဲအစီမှာဆိုရင်လည်းဒီလိုပါပဲမနက်စောစောကိုဝင်ဆောင်မျိုးသမီးကိုမြင်ရတာတို့ဒါမှမဟုတ်ကျက်တည်းရဲ့ရှိတဲ့အတန်တွေကိုကြားရတာတို့ဆိုရင်မင်္ဂလာရှိတယ်ခံကောင်းတယ်လို့အလွယ်တကူယူဆခဲ့ကြတာ哦 ဟုတ်တယ်ဗျာစတန်တွေထက်ကတမိုင်းเจ้าကိုပြန်ကြည့်ရင်အဲ့ဒီခေတ်ကလူတွေကဘာကအမှန်တကယ်မင်္ဂလာရှိတာလဲဆိုတာကိုအကြီးကျယ်ငင်းခုန်ခဲ့ကြတယ်လို့တွေ့ရတယ်။ဂိုင်းကြီး၃ခုတောင်ကွဲသွားတယ်ဆို ဟုတ်တယ်ရှင်တချို့ကအမြင့်အာယုံပေါ်မှာမူတည်တယ်လို့ယုံကြည်ကြတယ်ဥပမာမနဲ့လင်းလင်းချင်းဖြူစင်တဲ့နှွာလောက်သူ့ဖောက်ကိုမြင်ရရင်ဒါဟာတနေ့တာတဲ့မင်္ဂလာပဲပေါ့ တချို့ကကြလို့အထန်ဒီပေါ်မူတည်တယ်လို့ညင်ကြပြန်တယ်မလား။ဒါရတဲ့အထန်ကြားမှမင်္ဂလာဆိုပြီးတော့လေ မှန်ပါတယ်နောက်တစ်စုကတော့ထိတွေ့ရတဲ့ခံစားမှုတွေပေါ်မှာအခြေခံတယ်လို့ဆိုချပြန်ရောရှင်အားလုံးကပြင်ပအာယုံတွေပေါ်မှာပဲကံကောင်းခြင်းကိုလိုက်ရှာနေခဲ့ကြတာပါ ။ဒီနေရာမှာအရင်စိတ်ဝင်စားစရာကောင်းတာတစ်ခုကလေအဲ့ဒီအမြင်မတူမှုတွေနဲ့စတင်ခဲ့တဲ့ညင်ခုန်ပွဲကြီးဟာတာမန်လူသားတွေကြားမှာတင်မဟုတ်ပဲနတ်ပြည်တွေမြမပြည်တွေထိပါပြန့်နှံ့သွားခဲ့တယ်လို့ဆိုရရှင် ဟုတ်တယ်ရှင် ပြီးတော့12နှစ်တိုင်တိုင်အပြည့်မထွက်ပဲဖြစ်နေခဲ့တယ်လို့စာတန်ဒီမှာဆိုထားတယ်ဗျ စဉ်းစားကြည့်လေဘာလို့12နှစ်တောင်ကြာသွားရတာလဲဆိုတာကိုပေါ့ အဲ့ဒါလေတာမန်ပုံမြင့်တစ်ခုလို့ဖတ်လိုက်ရင်တော့ဟုတ်ပြီပေါ့ဗျာဒါမဲ့တေချာတွေးကြည့်ရင်ဒါဟာလူတွေရဲ့ပတ်ဝန်းကျင်နဲ့အတိုင်းဝိုင်းထဲမှာဘာကတကယ်အကျိုးရှိတယ်ဆိုတာကိုဝေးကွယ်မရဖြစ်နေတဲ့အခြေအနေပဲ မှန်တယ် ဟိုရှုပ်ထွေးလာတဲ့လူတဘာဝလူမှုရေးပြဿနာကိုစိတ်ပညာရအကြီးအကျယ်တင်စားထားတာလို့ကျွန်တော်မြင်မိတယ်လူတွေဟာပြင်ပကပစ္စည်းတွေအတန်တွေအာယုံတွေမှာပဲမိမိရဲ့ကံကောင်းခြင်းကိုလိုက်ရှာနေကြလို့အပြေးမထွက်နိုင်ဖြစ်နေကြလားကို တီးကြပါပဲရှင်ပင်ဘက်ကအရာတွေကကိုယ့်ဘဝကိုကယ်တင်ပေးမယ်လို့ယုံကြည်နေတည်းအဖြစ်မှန်ကထွက်လာမှာမဟုတ်ဘူးလေအဲ့ဒီတော့နောက်ဆုံးမှာတော့အတေချာမင်းကနေတဆင့်နှစ်သားတစ်ပါးကိုဆေလို့ရတယ် ဟုတ်ကဲ့ စီတဝန်ကျောင်းတော်မှာတည်တင်းသုံးနေတဲ့ဘိုးရမြတ်စွာဘုရားထံတော်ကိုမေးလျှောက်စီခဲ့ရတာပေါ့အဲ့ဒီအခါကျမှမြတ်စွာဘုရားကဒီပင်ဘက်နိမိတ်တွေအပေါ်အခြေခံတဲ့အယူဆတွေကိုလုံးဝပြောင်းလဲပြလိုက်တာရှင် ဘလို့ပြောင်းလဲပြလိုက်တာလဲဗျာ ကံကောင်းခြင်းဆိုတာကိုချင်းတရားနဲ့မိမိရဲ့လုပ်ရက်တွေရွေးချယ်မှုတွေအပေါ်မှာဒါအခြေခံနေဆိုပြီးမင်္ဂလာတရား38ပါးကိုဟောကြားခဲ့တာပါအဲ့ဒီအထဲမှာပထမဆုံးနဲ့အခြေခံအကြဆုံးအရှင်းတွေဖြစ်လူမိုက်ကိုမပေါင်းဖို့နဲ့ပညာရှိကိုပေါင်းတင်းဖို့ဆိုပြီးအတိအကျလမ်းညွှန်ခဲ့ပါတယ် နေပေါင်းပြဒီနေရာမှာကျွန်တော်နားလေတော့ဝင်မေးချင်တာလေးရှိလာပြီ မေးပါရှင် ကျွန်တော်တို့တွေပညာရှိလို့ပြောလိုက်တာနဲ့လေခေါင်းတဲ့တန်းမြန်တာကစာအုပ်ပရိအများကြီးဖတ်ထားတဲ့သူတွေကိုပြင်းမြင်တာပဲဒါမှမဟုတ်တက္ကသိုလ်ကနေဘွေဒီဂရီတွေအများကြီးရထားတဲ့ပညာတတ်ကြီးတွေကိုပေါ့အတိပညာကျွယ်ဝတာကိုခေါ်တာမဟုတ်ဘူးလား အဲ့ဒါကတော်တော်များများလွဲမားစွာထင်မြင်တတ်တဲ့အချက်ပဲရှင်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကစာတန်းတွေမှာဖွင့်ဆိုထားတဲ့ပညာရှိဆိုတဲ့ပါဠိလိုပန္တိတဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပါပဲ အဲ့ဒီစကားလုံးဟာခေတ်တစ်ကဘာကသတ်မှတ်ထားတဲ့ပညာရေးအဆင့်တန်းဒီဘွေဒီဂရီတွေနဲ့လုံးဝကိုမသက်ဆိုင်နေတာတွေ့ရမယ်ရှင် ဟာတကယ်ကြီးလားဒါဆိုလူကောင်းဖြစ်တာနဲ့ပညာရှိဖြစ်တာဘာကွာလို့လဲဗျဥပမာ
တက္ကသိုလ်ကဘောင်းမခါကြီးတီတော့ဖြစ်နေကောပညာရှိလို့တတ်မှတ်လို့မရဘူးလား ခေတ်စကားနဲ့ပြောရင်တော့ဟို moral integrity လို့ခေါ်တဲ့ကိုကျင့်တရားပိုင်းဆိုင်ရာခိုင်မာမှုနဲ့စုံထိန်မှုရှိသူကိုအဓိကဆိုလိုတာပါရှင် ။အော်ဆိုလိုတာက IQ မြင့်ဖို့ထက်စာရိတ္တပိုင်းဆိုင်ရာတည်ငြိမ်ဖို့ကပိုရေးကြီးတယ်ပေါ့ အထူးသဖြင့်အစိုးနဲ့အကောင်အကြောင်းနဲ့အကျိုးကိုမှန်ကန်စွာပိုင်းခြားသိမြင်နိုင်တဲ့အမြော့အမြင်တနည်းအားဖြင့် discretion ရှိတဲ့သူပေါ့သူတို့ကကန်နဲ့ကန်ရဲ့အကျိုးဆက်မိဘအပေါ်နာထားရှိရမယ်ကျေစုတရားစတာဒီကိုနားလေသဘောပေါက်တဲ့မှန်ကန်သောအမြင်ကိုပိုင်ဆိုင်ထားကြတယ် ။အင်းနားလဲပြီဗျာ ဒါဟာစဉ်းစားဆင်ခြင်ဉာဏ်ကိမဲ့ပြီးချက်ချင်းရမယ်တာယာမှုလေးအတွက်ကိုကြိုးလေးတွေနဲ့ရေရှည်အကျိုးရုံမဲ့အလိုမျိုးလှုပ်တတ်တဲ့သူတွေနဲ့တခြားစီပါပဲသူတစ်ပါးကိုထိခိုက်နစ်နာအောင်လှုပ်တတ်တဲ့လူမိုက်တွေသဘောတဘာဝနဲ့လုံးဝကိုစန့်ကျင်မဲ့ဖြစ်နေပါတယ်စာတက်ယုံတက်တက်နဲ့ကိုချင်းတရားမရှိရင်အဲ့ဒီလူကိုကျန်းကန်တွေမှာဗာလာလို့ခေါ်တဲ့လူမိုက်စင်းရင်းနဲ့ပဲထည့်ထားပါတယ်ရှင် ။သဘောပေါက်ပြီ။အဲ့ဒီတော့ဘာလို့ဒီလိုကိုကျင့်တရားရှိတဲ့ပညာရှိမျိုးကိုရွေးပေါင်းရမလဲဆိုတဲ့အကြောင်းရင်းကိုစာတန်းတစ်ခုတည်းကဥပမာတစ်ခုနဲ့နှိုင်းရှင်းထားတာတွေ့တယ်ဗျာ ဘလို့ဥပမာမျိုးလဲရှင် ။တာမန်ဖတ်ရွက်လေးနဲ့မွေးကြိုင်တဲ့တောင်စလပန်းကိုထုတ်ထားရင်အဲ့ဒီဖတ်ရွက်လေးဟာလေတောင်စလပန်းရဲ့အနံ့ကူးဆက်ပြီးမွေးကြိုင်လာသလိုပဲတဲ့ ဟုတ်ကဲ့ စန့်ကျင်ဘက်အနေနဲ့ပုတ်ဟောင်နေတဲ့ငါးကိုမျက်နဲ့ထုံရင်မျက်ပါနံစော့သွားတယ်ဆိုတဲ့ဥပမာလေး ဒါကတော်တော်လေးကိုထင်ရှားတဲ့ဥပမာတစ်ခုပဲ ဟုတ်တယ်ဗျာဒါကတမယုတ်ကြတော့နည်းနည်းဆန်တယ်ဒါပေမဲ့ဒီဥပမာကိုကျွန်တော်တို့လက်ရှိခေတ်ကာလအခြေအနေနဲ့ပြန်ချိကြည့်ခြင်းတယ် ဆက်ပြောပါအောင်ရှင် အခုခေတ်မှာဆိုရင်ယုံကအမြဲတမ်းအစိုးမြင်နေတဲ့သူတွေထရေကိုအဖြစ်တင်နေတဲ့သူတွေအတင်းအဖျင်ဒီချီပြောတတ်တဲ့အလုပ်ဖော်ကိုင်ဘက်ဒီစုနေတဲ့ group chat မျိုးကိုတွေးကြည့်လို့ရတယ်ပေါ့နော် တော်တော်လေးမြင်သားတဲ့ခေတ်နဲ့ညီတဲ့ဥပမာပဲ ကိုကအလုပ်ကိုတက်တက်ကြွကြွနဲ့လှုပ်ချင်နေတဲ့လူငယ်တယောက်ဆိုရတော့ဗျာဒါပေမဲ့အဲ့ဒီ toxic ဖြစ်တဲ့ group chat တွေကိုရောက်သွားပြီးနေတိုင်းမချင်တဲ့ချက်တဲ့အဖြစ်တင်တာတွေကိုပဲဖတ်နေရမယ်ဆိုရင်ပြပြနဲ့ကိုယ့်တဲ့ဦးနှုတ်ကအဲ့ဒီအတိုင်းလိုက်ပြီးပုံစံခံရတယ် ဟုတ်တယ်ရှင်ကိုယ်တိုင်လေးမတိမတာနဲ့အဲ့ဒီလိုဖြစ်သွားတတ်တယ် အဲ့ဒါကြောင့်ကိုယ်တိုင်လည်းအလုပ်ကိုမုန်းလာတယ်အရာရာကိုအစိုးမြင်လာတယ်ဒါကငါဘုတ်ကိုမဲ့နဲ့ထုတ်သလိုပဲကိုစီအစိုးတွေကူးဆက်လာတာပေါ့တကယ်လို့ပညာရှိဆိုရင်ကောဘာလို့အဲ့လိုကောင်းတဲ့ຢာတွေကူးဆက်လာရတာလဲဒါကိုစိတ်ပညာအရာရှင်းပြလို့ရမလားဗျာ ရတာပေါ့ရှင်ဒါဟာအလွန်တဘာဝကြတဲ့စိတ်ပညာသဘောတရားပါအထူးသဖြင့် behavioral contagion လို့ခေါ်တဲ့အပြုအမူတွေကူးစက်တတ်တဲ့သဘောတရားရဲ့ကျမတို့ဦးနှောက်ထဲက mirror neurons တွေရဲ့အလုံးလုံးပုံရဲ့အကြောင်းဖြစ်ပါတယ် mirror neurons ဆိုတာတဘာသူလောက်တာကိုလိုက်လို့ဖို့တွန်းအားပေးတဲ့အာယုံကြောဆဲတယ်ပေါ့ မှန်ပါတယ်ရှင်လူတွေဟာကိုယ်နဲ့နီးစပ်တဲ့သူတွေရဲ့စိတ်ခံစားမှုအမူအရာနဲ့တွေးခေါ်ပုံတွေကိုမတိမတာလိုက်ပြီးကူးယူတတ်ကြတယ်အစိုးမြင်တဲ့သူနဲ့နေရင်အလိုလိုအစိုးမြင်လာတယ်လို့ပဲပေါ့ ဟုတ်ကဲ့ အကြောင်းအကျိုးကိုခွဲခြားသိမြင်နိုင်တဲ့ပညာရှင်ရဲ့နီးနီးကပ်ကပ်နေထိုင်မယ်ဆိုရင်လေကျမတို့ရဲ့ဦးနှောက်ကအလိုလျောက်သူတို့ရဲ့တည်ငြိမ်တဲ့ကောင်းမွန်တဲ့ပုံစံခွက်ထဲကိုရောက်ရောက်သွားတတ်ပါတယ်ရှင် ဒီအချက်ကလည်းသမိုင်းဝင်ကျန်ကန်လာတာရကားတွေကိုပြန်ကြည့်ရင်လည်းအယံကိုထင်ရှားနေတယ်ဗျစာတန်းတဲ့ထဲမှာရှင်တာရိပုတ္တရာနဲ့အရှင်အတ္တစီတို့ပထမဆုံးတွေ့ဆုံခဲ့ကြတဲ့အဖြစ်အပျက်ကိုအသားပေးဖော်ပြထားတာတွေ့ရတယ် ဟုတ်တယ်ရှင်အဲ့ဒီဇလန်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ် ရှင်တာရိပုတ္တရာကအဲ့ဒီအချိန်မှာဥပတ္တိသဆိုတဲ့နာမည်နဲ့အမှန်တရားကိုအပြည့်အထန်ရှာဖွေနေတဲ့ပြည်ပစီတူပေါ့ဗျ။ဒါနဲ့ဆွမ်းခံကြွလာတဲ့အရှင်အတ္တစီကိုမြင်လိုက်တဲ့အချိန်မှာပဲချက်ချင်းတောက်ဝင်ယုံကြည်သွားတယ်လို့ဆိုတယ်။ဒါပေမဲ့ကျွန်တော်သိချင်တာကအရှင်အတ္တစီကသူ့ကိုတရားတဲ့အများကြီးဟောလိုက်လို့လားဗျ။ဘာကဥပတ္တိသကိုအဲ့ဒီလောက်ချက်ချင်းကြီးပြောင်းလဲသွားစေတာလဲ အဲ့ဒါကတကယ်အဓိကကျတဲ့အချက်ပဲရှင်အရှင်အတ္တစီကစကားတွေအများကြီးမပြောခဲ့ပါဘူးတကယ်တော့ဥပတိတကိုဖန်ဆားသွားတာကအရှင်အတ္တစီရဲ့တည်ငြိမ်အေးချမ်းပြီးကြီးညိုဖွယ်ကောက်ဘက်ကိုအမှုရပါပဲရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့အေးချမ်းတဲ့အငွေအသက်ပေါ့ ။ဟာတကယ်လားစကားပြောပြီးဆွဲဆောင်တာမဟုတ်ဘူးပေါ့ မဟုတ်ဘူးရှင်ခုနကကျမတို့ပြောခဲ့တဲ့စိတ်ပညာပိုင်းရာကြည့်မယ်ဆိုရင်အရှင်အတ္တစီရဲ့အမတန်အေးချမ်းတဲ့ non-verbal cues လို့ခေါ်တဲ့စကားမပြောဘဲဖော်ပြနေတဲ့အမှုရာတွေကဥပတိတရဲ့စိတ်ထဲမှာအချီးမဆုံး psychological safety လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ငြင်းချမှုကိုချက်ချင်းပေးဆွဲနိုင်ခဲ့တာပါ ။ဆိုလိုတာကအတွင်းစိတ်အေးချမ်းမှုကနေအပြင်ကိုရောင်ဖြန်ဟတ်နေတဲ့သဘောပေါ့ မှန်ပါတယ်ရှင်အပြောထက်အလုံးနဲ့ကိုယ်တိုင်ကြင့်ကြံထားတဲ့အေးချမ်းမှုနဲ့တက်တဲ့ပြနေတဲ့ပညာရှိတွေရဲ့လွှမ်းမိုးနိုင်စွမ်းတဲ့ဩဇာတရားမှုဘလောက်ကြီးမားသလဲဆိုတာကိုပြနေတာပါ နားလည်ပြီ အဲ့ဒီလိုယုံကြည်မှုအပြည့်အဝရသွားတဲ့စိတ်ခံစားမှုအယံတည်ငြိမ်သွားတဲ့အချိန်ကြမှာ
အရှင်အတ္တစီကအရာခသိန်းဟာအကြောင်းတရားကြောင့်ဖြစ်တယ်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတဲ့ဂါထာလေးတစ်ပုဒ်တည်းကိုတူရှင်းပြလိုက်တာရှင်အဲ့ဒီတော့မှဥပဒေတဟာသောတာပန်တည်တော်ခဲ့တာဖြစ်ပါတယ် ဒါကတကယ်ကိုအံ့ဩစရာကောင်းတယ်ဗျာပညာရှင်နဲ့တွေ့ဆုံပေါင်းသင်ခြင်းဟာကိုယ့်ရဲ့အတွေ့ခေါ်နဲ့ဘဝလမ်းကြောင်းကိုဘလောက်မြန်ဆန်ပြောင်းလဲသွားစေနိုင်လဲဆိုတာကိုတွေ့ရတယ် ဟုတ်တယ်ရှင် နောက်ထပ်စိတ်ဝေးစားစရာတစ်ခုကရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ရဲ့မိတ်ဆွေဖွဲ့မှုပဲသူတို့ကငယ်ချင်းတွေဖြစ်တယ်လို့အမှန်တရားကိုတွေ့ရင်တဦးကိုတဦးပြန်လဲမျှဝေဖို့ကတိပြုထားခဲ့ကြတယ်နော် ဟုတ်တယ်ရှင်ခေတ္တအသုံးနှုန်းနဲ့ဆိုရင်တော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အမြဲတမ်းတဲမှတ်ပေးနေတဲ့ accountability partners တွေလို့ပြောလို့ရပါတယ် accountability partner ဆိုတာတာဝန်ယူမှုရှိနဲ့အပြန်အလှန်ထိန်းချောင်းပေးတဲ့သူငယ်ချင်းတွေပေါ့ အဲ့ဒါပေါ့ရှင် ဟုတ်ကဲ့ ဒီလိုမိတ်ဆွေကောင်းလေးအချင်းချင်းဖေးမကူညီခြင်းကသူတို့နှစ်ဦးစလုံးရဲ့ဝိညာဉ်ရေးရနဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုအထုအထိုက်စီအထုတကွလင်းမြန်ရောက်ရှိသွားစေခဲ့တယ်။မန်ကန်တဲ့မိတ်ဆွေကောင်းဆိုတာအောက်ကိုဆွဲချမဲ့အစားတယောက်ကိုတယောက်အပေါ်ကိုဆွဲတင်ပေးတတ်ကြတယ်ဆိုတာရဲ့အကောင်းဆုံးတာရကပါပဲရှင် ဒီအချက်တွေအားလုံးကဘာကိုဆိုလို့တလဲဆိုတာကိုခြုံကြည့်အောင်ဗျာရှေးဟောင်းတမိုင်းကြောင်းတွေဘာသာရေးအစုမတွေကနေကျွန်တော်ရဲ့နေ့စီဘဝထက်ကိုဆွဲခေါ်လာမယ်ဆိုရင်ကဒီပညာရှိကိုပေါင်းတင်ပါဆိုတဲ့အချက်ကဘလို့အလုပ်လုပ်တယ်လဲဗျာ ဒီအချက်ကိုပိုကျပြန်းနဲ့ရှုထောင်ကနေဆက်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဟောကြားခဲ့တဲ့ဒီအဆုံးအမဟာယနေ့ခေတ်စီမံခန့်ခွဲမှုပညာအထူးသဖြင့်အဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှုလို့ခေါ်တဲ့ organizational leadership နယ်ပယ်ကခေတ်သစ်လေးလာတွေ့ရှိချက်တွေနဲ့အောင်ဩစရာကောင်းလောက်အောင်တထတီးကြနေရကိုတွေ့ရပါလိမ့်မယ်ရှင် ဟာစိတ်ဝင်စားစရာပဲ ယနေ့ခေတ်စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းတွေမှာ mentorship လို့ခေါ်တဲ့လမ်းပြဆရာရဲ့အခန်းကဏ္ဍကိုအလုံးအရေးကြီးထားလာကြတယ်။ကိုကျင်တရားကောင်းမွန်တဲ့စံပြဖို့ကိုတွေ ethical role models တွေနဲ့လုပ်ငန်းခွင်မှာအတူတကွရှိနေခြင်းကဘလောက်အထိသက်ရောက်မှုရှိလဲဆိုတာသူတွေသနာတွေကခိုင်ခိုင်မာမာဖော်ပြထားပါတယ်ရှင် ဘလို့တက်ရောက်မှုမျိုးတွေတွေ့ရတယ်လေဗျဥပမာလေးနည်းနည်းထပ်ချဲပြလို့ရမလား ။အထူးကတော့ဝေနာနီရဲ့ဆက်သွယ်ရေးစွမ်းရည်သူတွေသနာစကားနဲ့ဆိုရင် communicative competence ပိုကောင်းလာတာကိုတွေ့ရတယ်ရှင် ဘလို့မျိုးပိုကောင်းလာတာလဲ ပညာရှိတဲ့ခေါင်းဆောင်တွေမန်တော်တွေကပြဿနာတစ်ခုကြုံလာတဲ့အခါစိတ်ခံစားမှုနဲ့ဒေါသကိုရှေ့တန်းမတင်ပဲအကြောင်းအကျိုးကိုအခြေခံပြီးဘယ်လိုတည်တည်ချာချာဆွေးနွေးဖြေရှင်းလဲဆိုတာကိုလက်အောက်ငယ်သားတွေကမြင်တွေ့အတူယူကြတယ်လေ အော်အဲ့လိုမျိုးကို နောက်တစ်ချက်က professional integrity လို့ခေါ်တဲ့လူငန်းဝင်ကျင့်ဝတ်ပိုင်းဆိုင်ရာခိုင်မာမှုပါတိတိတသာမြင်တက်လာတယ်ကိုယ့်ရဲ့အထက်လူကြီးကကိုကျင့်တရားမှန်ကန်တယ်တရားမျှတတယ်ဆိုရင်ကိုယ်လည်းလည်းမမကန်လှုပ်ချင်စိတ်တွေရော့ကျသွားတတ်တယ်လေ မှန်တယ်ကိုအထက်လူကြီးကတမထမတ်ကြရင်အောက်ကလူတွေလည်းလိုက်လုပ်ကြတာပဲလေ အဲ့ဒီတော့ပညာရှိနေပုံသင်ရှင်ဆိုတာဘာသာရေးတတ်တဲ့မဟုတ်တော့ပဲလက်တွေ့ဘဝအောင်မြင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့လူမှုရေးအရေးအညီတနည်းအားဖြင့် social capital တစ်ခုဖြစ်လာတာပေါ့ရှင် ကျွန်တော်တခုစဉ်းစားမိတယ်ဗျာ ။ဘာမြလဲရှင် တဲ့အချက်လက်တွေအစမတက်များပြားပြီး social media တွေပေါ်မှာလဲကိုဂရုတွေပညာရှိတွေလို့တင်စားနေကြတဲ့ယနေ့ခေတ်ကြီးမှာတကယ်ပညာရှိအစစ်တကယ် mentor အစစ်ကိုဘလို့ရှာဖွေရချေကြမလဲဒါကတော်တော်လေးခက်ခဲတဲ့ကိစ္စပဲနော် ။အေးဟုတ်ကြရှင်။အဲ့ဒါကတကယ်ကိုစိန်ခေါ်မှုတစ်ခုပဲ အပေါင်းအသင်းရွေးချယ်မှုမာယွန်းတွားရင်အတက်မွေးဝမ်းချောင်းလုပ်ငန်းတွေရောမိသားစုဘဝတွေပါအလွယ်တကူဖြစ်စီသွားနိုင်တဲ့တာရကတွေဒီနေ့ခေတ်မှာအများကြီးတွေ့နေရတာကို ။ဒါအလျံကောင်းတဲ့မိကောမှာရှင်။တကယ်ပညာရှိကိုရွေးချယ်တဲ့နေရာမှာအဓိကကြည့်ရမှာကသူတို့ရဲ့အပြောထက်သူတို့ရဲ့အလုံးနဲ့ကိုကျင့်တရားကိုပါပဲ ဟုတ်ကဲ့ ။ခုနကကျမတို့ဆွေးနွေးခဲ့သလိုပဲသူတို့ကသူတို့ဘာကိုအမြဲတမ်းအစိုးမြင်ဝေးဖန်နေသူတွေလား။တော့မှအကြောင်းအကျိုးကိုတီတီနေနေရှင်းပြပြီးလမ်းမှန်ကိုပြသပေးသူတွေလားဆိုတာကိုကြည့်ရမယ်ရှင်။ မနဲ့ ရေတိုအကျိုးအမြတ်အတက်ပိုကျင့်တရားကိုအလဲတကူချိုးဖောက်တတ်သူတွေလားဆိုတာကိုစောင့်ကြည့်ရမှာမယ်။ဒါကြောင့်မလို့လဲမင်္ဂလာသုံးမှာအသေးဝနာစပါလာနွန်ဆိုတဲ့လူမိုက်ကိုမပေါင်းသိရဘူးဆိုတဲ့အချက်ကိုပထမဆုံးပြထန်ပြီးမှဒုတိယအချက်အနေနဲ့ပဏိတာနွန်ဆက်သေဝနာဆိုတဲ့ပညာရှိကိုပေါင်းသင်ဖို့အစဉ်လိုက်ဟောကြားထားတာဖြစ်ပါတယ်ရှင် အော်အစိတ်ရှိတဲ့အရာကိုအရင်ဖယ်ရှားပြီးမှအာဟာရဖြစ်မဲ့အရာကိုဖြည့်တင်းရတယ်လို့ပါပဲလား ။အတိအကျပါပဲရှင် ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုအနည်းချုပ်ကြည့်အောင်ဗျာအဓိကကောက်ချက်ချရရင်တော့မိမိတို့နေ့စဉ်ပေါင်းတင်ဆက်ဆံလိုက်တဲ့ပုံကိုယ်တွေမိမိတို့နားထောင်လိုက်တဲ့အကြံဉာဏ်တွေ
မိမိတို့အတူယူလိုက်တဲ့စံပြပုံကိုယ်တွေဟာမိမိတို့ရဲ့ဘဝအောင်မြင်မှုနဲ့ပျော်ရွှင်မှုစီကိုတွားမဲ့လမ်းကြောင်းကိုအဓိကဖုံဖော်ပေးနေတယ်ဆိုတာပါပဲ မှန်ပါတယ်ရှင် ပညာရှိဆိုတာစာတက်ယွန်တက်တက်ဒီဂရီရယွန်တက်တက်မဟုတ်ဘဲကိုချင်းတရားကောင်းမှုနဲ့မှန်ကန်တဲ့စင်ကျင်တုံတရားရှိမှုကိုဆိုလိုကြောင်းရှင်းလင်းတော့ပါပြီနောက်ပြီးအဲ့ဒီလိုလူမျိုးတွေနဲ့ပေါင်းတင်ခြင်းဟာရှေးခေတ်ဝိညာဉ်ရေးဖွံ့ဖြိုးမှုရဲ့တာမကယနေ့ခေတ်လုပ်ငန်းခွင်အောင်မြင်မှုအတော့ပါတက်ရိုက်အချိုးကျနေတယ်ဆိုတာကိုအရေးအမြစ်စာတန်တွေကတိတိကျကျသိမြင်ခဲ့ရပြီဖြစ်ပါတယ် ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်ရှင်ကျမတို့အားလုံးဟာကိုယ့်ဘဝတိုးတက်ဖို့အတွက်ကိုယ့်ထက်သာတဲ့ပညာရှိတဲ့လမ်းပြသူမန်တော်တွေကိုအမြဲတမ်းလိုက်လံရှာဖွေနေတတ်ကြပါတယ် ဟုတ်ပါတယ် ဒါပေမဲ့တစ်ချိန်တည်းမှာပဲကိုပြန်လဲမေးခွန်းထုတ်ကြည့်ဖို့လိုအပ်လာပါပြီငါတို့ကအခြားသူတယောက်အတွက်ကိုယ့်ရဲ့မိသားစုဝင်အတွက်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ဖော်ကိုင်းဖက်တယောက်ယောက်အတွက်ကိုကျွန်းတရားနဲ့မျော်မြင်ပြည့်ဝတဲ့ပညာရှိတယောက်စံပြပုဂ္ဂိုလ်တယောက်ဖြစ်နေပြီလားဆိုတာပါပဲ ဟာတကယ်ကောင်းတဲ့မိခုံးပဲဗျာ တကယ်တော့ပညာရှိကိုရှာဖွေခြင်းအဆုံးစွန်သောပန်းနိုင်ဟာမိမိကိုယ်တိုင်ကအခြားလူတွေအားကိုးရတဲ့ပညာရှိတယောက်ဖြစ်လာစေဖို့ပဲမဟုတ်ပါလားရှင် တကယ်ကိုလေးနက်ပြီးဆက်လက်တွေးတော်စရာကောင်းတဲ့အသည့်တစ်ခုပါပဲဗျာနားစင်နေသူတွေအနေနဲ့လဲဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာလေးတွေကနေမိမိတို့ရဲ့လက်တွေ့ဘဝအကွဲအသုံးဝင်မဲ့အမြင်သစ်တွေရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ် ဟုတ်ပါတယ်ရှင် ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့လေးလာဆွေးနွေးမှုတွေကိုဆက်လက်နားဆင်နိုင်ဖို့အတွက် YouTube မှာဒါမှပိုင် Modern View Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးကိုလည်း Like လုပ်ပေးကြပါအောင်ဗျာပြီးတော့ဒီနေ့အကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့မြင်လဲကိုယ့်ဘဝမှာကောအကျိုးပြုခဲ့တဲ့ mentor မျိုးတွေရှိခဲ့ဘူးလားဆိုတာကို comments တွေမှာဝင်ရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစီဗျာ ခင်မြင်တဲ့ဓမ္မရဲ့လားခင်မြင်တဲ့ဓမ္မရဲ့လားဓမ္မ by modern view ရဲ့လာညိုမှုနဲ့ဓမ္မ by modern view သင်တို့ရဲ့နေရာတွေပို့ပြီးအေးချမ်းပါစေ Dhamma by Modern View YouTube channel though. Dhamma by Modern View YouTube channel though. La yaw chi shu na sin mo phit khaw ba do le. Dhamma အမြင်သစ်နဲ့ဘဝကိုအလှဆင်လိုက်ပါ Asian Mazi Dhamma by more